နံပါတ်1ချက်ကကြတော့အမကဒီဝတ်စုံကြောင်းတေချာနားမလဲတော့လေဟိုကိုဝတ်လိုက်တဲ့ဟောပေါ့ဟိုလိုမျိုးဒီဇိုင်နာပြောတာမဟုတ်ကိုဝတ်လိုက်တဲ့ပုံမှာတခုခုမှားယွင်းသွားရင်ကိုကြောင့်သူတို့ရဲ့တော်ဝတ်စုံနစ်နာသွားမှောင်လဲအမစိုးရိမ်နေပေါ့နော်ပြီးတော့နောက်တစ်ချက်ကကြတော့ကိုဟာခါဝတ်စုံလေးလဲလှသလိုဒီလိုမျိုးပေါ့နော်ကိုချင်းမှာအဲ့မျိုးလှတဲ့ဝတ်စုံလေးတွေအများကြီးရှိပါလားဆိုဒါဆိုအမစွန်တာဒုတိယတစ်ကြိမ်မြောက်ဝတ်တာပေါ့နော်ပထမတစ်ကြိမ်ဝတ်တယ်ဆိုအမဒီလိုတွေဝတ်ရမှာရှက်တယ်ဒါမှမဟုတ်ခုဝတ်ကြည့်လိုက်တော့ကြိုက်နေပြီဟဲ့နောက်တစ်ခါပြန်ရိုက်ပေးမယ်ယူလာခဲ့ဆိုတော့ပြောရတာဟုတ်ကဲ့ပါဟာตัวทีเนี่ยจะดับปองများကြီးရိုက်တာဖြစ်တယ်အဲအကြောင်းဒီညမှာဒီဝတ်ထားတဲ့ဝတ်စုံလေးတွေရောအခုအများကြီးဝတ်ဆရာတွေလည်းရှိသေးတယ်အဲ့ဒီ shooting လေးကိုကျွန်တော်ချင်းဝတ်စုံ shooting လို့ပြောရမှာပေါ့နော်အဲ့ဒါလေးကိုလောက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဟောအမလည်းပြောပြပါမင်း shooting လေးပေါ့ခံစားချက်လေးအခုကကြတော့ तू ကအမကိုအရန် surprise မျိုးစုံတိုက်နေတာပထမ तू ကတစ်စုံပဲပြောတယ်အခုတော့နှစ်စုံမြောက်ဖြစ်သွားပြီပေါ့နော်အဲ့တော့ပျော်ပါတယ်ဗါဆိုတော့ကိုကချင်းတိုင်းသူလေးဖြစ်နေတဲ့အတွက်ချင်းအမျိုးသားနေအတွက်ကိုလေးဟိုရိုက်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ပြောတယ်ဒီကျူတင်မှာအစားကလေးနဲ့ပြောတာမမလေးတုံးနဲ့တွေးတော့လေသူတို့ရိုက်ခိုင်းအောင်မဲတစ်ခေါက်တော့ပေါ့နော်အဲ့လိုမျိုးအခုကြတော့လေသူနဲ့တော်ပြီးမှအရန်လှနေတယ်တကယ်တော့အရန်လှသွားเนาะဒီမှာဝတ်လိုက်တော့လေတကယ်နိုင်ငံခြားသူလေးဖြစ်သွားတယ်ဟွာပေါ့ဒီဇိုင်းလေးလှတယ်မိတ်ကပ်လိမ့်ပေးတယ်မိတ်ကပ်နိုင်တွင်ကြောင်းလေးလှတာပေါ့နော်မိတ်ကပ်လည်းရန်လှတယ်ဒီတိုင်းသားဝတ်စုံဆိုတော့အမဝတ်ဘူးတာဟိုဟာချင်းရယ်ပြီးတော့အရင်တက်မွန်ရယ်အမရယ်အဲ့လိုငငယ်တုန်းကတချင်းရိုက်ထားတာရှိရယ်အဲ့တော့ကြောင့်ရက်ခိုင်ဝတ်ဘူးတယ်ပေါ့နော်အခုကျတော့ကိုချင်းမှာပဲဒီလိုမျိုးတော်ဝတ်စုံလေးကတော်တော်လှတာဆိုတော့အခုဝတ်ရင်လည်းတီးတော့ပျော်တယ်ပေါ့နော်ဂုံယူတယ်ဟုတ်ကဲ့ပါတော့ဟိုတစ်ခါတုန်းကတော့လေအမဒီရောနကကရထားတယ်နကကရထားလေနဲ့ကိုထွန်းနဲ့စင်ဟာဟဲ့အစ်စ်ရှိပြီလို့အစ်စ်နဲ့သွားပြီးတော့မမကိုပဲသွားဆင်မယ်ဆိုပြီးမှလေဒီနေ့တော့ तू ကအစ်စ်ဖြစ်သွားမှနကပေါ့နော်အရင်သူတို့အရင်ဝတ်ပေးတဲ့နကကအမှားနေတယ်ထင်တယ်အမမသိဘူးလေနော်သူတို့ဆင်တဲ့အတိုင်းအဲ့ကြမှာအခုတော့နာနေတယ်သိလားဟုတ်ရိုးရစစ်စစ်ပေါ့နော်နံပါတ်1ချက်ကကြတော့အမကဒီဝတ်စုံကြောင်းတေချာနားမလဲတော့လေဟိုကိုဝတ်လိုက်တဲ့ဟောပေါ့ဟိုလိုမျိုးဒီဇိုင်နာပြောတာမဟုတ်ကိုဝတ်လိုက်တဲ့ပုံမှာတခုခုမှားယွင်းသွားရင်ကိုကြောင့်သူတို့ရဲ့တော်ဝတ်စုံနစ်နာသွားမှောင်လဲအမစိုးရိမ်နေပေါ့နော်ပြီးတော့နောက်တစ်ချက်ကကြတော့ကိုဟာခါဝတ်စုံလေးလဲလှသလိုဒီလိုမျိုးပေါ့နော်ကိုချင်းမှာအဲ့မျိုးလှတဲ့ဝတ်စုံလေးတွေအများကြီးရှိပါလားဆိုဒါဆိုအမစွန်တာဒုတိယတစ်ကြိမ်မြောက်ဝတ်တာပေါ့နော်ပထမတစ်ကြိမ်ဝတ်တယ်ဆိုအမဒီလိုတွေဝတ်ရမှာရှက်တယ်ဒါမှမဟုတ်ခုဝတ်ကြည့်လိုက်တော့ကြိုက်နေပြီဟဲ့နောက်တစ်ခါပြန်ရိုက်ပေးမယ်ယူလာခဲ့ဆိုတော့ပြောရတာဟုတ်ကဲ့ပါဟုတ်ပထမခုနဝတ်ပြီးသွားခင်ရအောင်ဆိုတော့လေတကယ်ပကြီးမပုံစံပေါ့နော်တကယ်မရှိဘူးတဲ့ဟိုဘယ်လိုပြောမလဲတမွန်ထိုးချတဲ့ဟိုကျွန်တော်ချင်းဝတ်စုံပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အမပြောထားတာပေါ့နော်မောင်လေးကျွန်တော်ချင်းဝတ်စုံလေးလှလှလေးသူများနဲ့မတူတဲ့ဟာဝတ်ချင်နေဆိုတော့ရတယ်အမပကြီးမနဲ့လုပ်ပေးမယ်ဆိုပြီးတော့လေအဲ့နဲ့ဟိုဒီအတောင်လေးတွေဒီနားလေးတွေဆိုတော့ခွေးပေးထားလိုက်တာပေါ့နော်ဆောင်းလေးတွေကိုအကုန်လုံးခွေးထားပြီးမှလောက်လိုက်တာအဲ့လိုဟာမျိုးလေးဆိုကူဒီနဲ့အဲ့လိုမျိုးတီထွန်လိုက်တဲ့ချိန်ကျကိုမမျက်နှာနဲ့လှုပ်လိုက်ဘယ်လိုပြောမလဲလိုက်တယ်ပေါ့ဘယ်လိုပြောမလဲမိတ်ကပ်ရယ်ဆိုတင်းလိုက်တာမိတ်ကပ်ရယ်ပြီးသူ့ရဲ့ decoration ပေါ့နော်ဒီနောက်က decoration လေးတွေရောအကုန်လုံးပေါင်းတဲ့ချိန်ကျလုံးဝအရန်လာတဲ့အသက်ကလည်းလုံးဝအရန်ဝင်သွားတာပေါ့နော်အဲ့လိုမျိုးဘာဖြစ်လို့ကိုမလှတော့ရှိသေးလေကိုမလှနေတော့အဲ့ဒါကြောင့်ချင်းဝတ်စုံလည်းပူပြီးတော့ကြွသွားတာပေါ့ဟာခါထွန်းတော့တကယ်ဒီကနေဟိုကျေးဇူးတင်ပါတယ်ဘာလို့ဆိုအမကြတော့ဒီဝစ်ချင်တယ်ပေါ့နော်ငါ့ကိုအဲ့လိုမျိုးဟိုသူများနဲ့မတွင်အောင်ဝစ်လိုက်ရင်လည်းဟင်းခနဲ့ဖြစ်အောင်ပေါ့နော်ဟိုစူရင်လည်းစူကြပေါ့နော်အဲ့လိုမျိုးလေးနဲ့စူတာဆိုအမဝစ်တာမှားတာဖြစ်တခုခုပေါ့နော်အဲ့လိုမျိုးဖြစ်ရင်လည်းဖြစ်ပလိမ့်စေလုပ်ပေးပါဆိုတော့သူတေချာလုပ်ပေးတယ်သူရောက်လာတဲ့ချိန်မှာအမသူတကယ်တော်တော်လေးဟိုကျေးဇူးတင်ပါတယ်ဘာလို့ဆိုအပင်ပန်းခံအနစ်နာခံပြီးတော့အမအတွက်သူတေချာအသေးစိတ်လုပ်ပေးတယ်ပြီးတော့အခုဝစ်မဲ့ဝစ်စုံကိုမနေ့ကညထိတောင်းတာသူအမကသူလုံးဝပုံမပို့ဘူးဒါပေမဲ့အခုဝစ်တဲ့ချိန်မှာဟိုပါပေါ့နော်ကျေနပ်တယ်ဟိုမိတ်ကပ်ပံပိုးမှုရောဒီဇိုင်းပံပိုးမှုတော့ကအမဟိုအဆင်ပြေတယ်လို့ထင်တယ်ဘယ်လိုလဲတင်ဖြစ်တယ်ဆိုတော့ပို့ပြီးတော့ပျော်တာပေါ့နော်ဘာလို့ဆိုတော့ဖတ်တမတစ်ခါတော့ကြရတယ်အရန်ထားတယ်ဟဲ့အဲ့လိုရတာကိုမျိုးမျိုးမရှိတဲ့ဟာကိုနော်တကူတကားနဲ့အကုန်လုံးဟွာပေးတာပေါ့သူတို့အတွက်လည်းတစ်ခါတည်းကြောင်ညာပေးတယ်လို့မျိုးမျိုးစုရှိတဲ့ဟာကိုအကုန်လုံးကြောင်ညာပေးတယ်ဟာဒါပေမဲ့ကြရထားသွားတယ်လေနော်စကားဖြတ်လိုက်မယ်ပထမနှစ်ကတ်ကျတော့ကျွန်တော်ကဟိုပါလေသူတို့ရဲ့ဟိုဟာလေခုမီနှစ်ကတ်နဲ့ကျွန်တော်တို့မျိုးနွယ်ဆိုရဲ့ဝတ်စုံနဲ့ခုမီနှစ်ကတ်ကိုကျွန်တော်
ပေါင်းဆက်လိုက်တာဒါပေမဲ့အဲ့ကြားထိတ်ကနေဘာဖြစ်လို့တော်ဝတ်စုံနဲ့ခမင်းနှစ်ကက်ကတွေးနေရတာလဲဆိုပြီးတော့လေဝေဖန်တဲ့လူလည်းတော်တော်များများရှိကြတယ်ဒါပေမဲ့ကျွန်တော်တို့ကတမင်တက်မှားပြီးတော့ကျွန်တော်တို့လောက်တာတော့မဟုတ်ဘူးဒါပေမဲ့မြို့နယ်စုလေးတွေပေါင်းစည်းပြီးတော့ကျွန်တော်တို့လောက်ထားတာဖြစ်တယ်ဒါပေမဲ့တခြားလူဘယ်လိုပြောမှားဘယ်လိုအမြင်မှားတဲ့လူတွေရှိတာပေါ့နော်ဒီနေ့ကျတော့အမြင်မမှားသွားအောင်တော်မြို့နယ်စုရဲ့နှစ်ကက်နှစ်တောင်းလေးပေါ့နော်နှစ်တောင်းလေးကိုကျွန်တော်တို့အကုန်လုံးသူတို့ရဲ့ပစ္စည်းအစုံတွေကိုဒီနေ့ကျဒီမှာတော်ဆောင်ရချက်ပြတာဖြစ်ပါတယ်သူတို့ဟာပေါ့နော်မှားတယ်ဆိုတာလည်းဟိုလိုမျိုးတကူတကကြီးပဲပြီးမှားတာမဟုတ်ပါဘူးဒီသူတို့ညှောက်လုံးကတော့စေတနာအမှားလေးပါလို့ဘာဆိုပိုလှစေခြင်းနဲ့ဒီအချင်းချင်းပိုစီးလုံးတာလေးကိုသူကပြကျင်တဲ့သဘောဖြစ်ပါလိမ့်မယ်အဲ့တက်ကိုလည်း Iris အနေနဲ့လည်းတောင်းပန်ပါတယ်ဟိုဘာမှမသိလိုက်ဘူးပေါ့နော်အခုကျတော့ဒီညီမလေးဟာသူအနဲ့ထိုးကြတယ်ဟဲ့ငါအရန်နာတယ်မလုပ်ချင်ဘူးသူပြောတယ်ဒါမဲ့သူအမမမဟုတ်ဘူးတဲ့တော်ရဲ့ဟိုဟာသူ့ရဲ့ဝတ်စုံအပြစ်ဖြစ်နေတဲ့အတွက်ဆိုပြီးတော့ဒါအနာခံပြီးတော့လည်းတကယ်ဝတ်ပေးပါတယ်လို့မကြည့်နီးတာနီးသွားကျေးဇူးတော်တင်တယ်နာခံပေးတာဟုတ်ကဲ့ပါဟုတ်တယ်ပြောပြပါအမအခုသူ့ပြောရလေရောက်ရှင်ကားပြန်ရိုက်ပါလို့ဇလန်တွဲပြန်ရိုက်လို့အမနောက်ကအထောက်လေးပဲဆွေးလို့ဘာပဲလုပ်ပေးလို့ပြန်ရိုက်လို့အနောက်ကနေလိုက်ပေးမယ်လို့ပြောတယ်အမအမြဲပြောပါတယ်ပေါ့နော်ဟိုပြန်လုံရင်တောင်မှသူတို့ကအချိန်ပေးပြီးတော့ကြည်ရမှာလေနော်သူတို့အဲ့ဒါတော့အချိန်ပေးပြီးတော့ကြည်ရဂျိုးနဲ့အောင်ဟိုအဲ့လိုမျိုးလေးတော့ဟိုစူးစမ်းဖို့ရှိရဒါပေမဲ့အမတော့မှန်တမ်းပြောအဲ့လောက်ထိဟိုလှုပ်ဖို့ဥမာပေါ့100မှာ30လောက်ပဲရှိမယ်နော်ဒီမောင်လေးတို့ညီမလေးတို့ရဲ့သူတို့ရဲ့ပံပိုးမှုပေါ့နော်တိုက်တွန်းမှုတွေပြီးတော့တချို့အမတွေကြာတော့ဟက်ခမ်ဘက်အနေနဲ့ပြန်လာပါလို့ပြောတဲ့လူတွေရှိတဲ့အတွက်အဲ့အတွက်ကိုတော့အမပြန်စူးစမ်းခြင်းပါတယ်ဟုတ်စီစဉ်သူကပဲပြောလိုက်တာဒီနေ့ကျတော့အထူးသဖြင့်ဟိုပါဗောနော်အမကိုအထူးကျေးဇူးတင်နေဘာဖြစ်လို့ဆိုအမကျွန်တော်တို့ဒီနေရာမှာလာတဲ့ချိန်ကျတော့အကုန်လုံးစားစရာရောတောက်စရာရောအကုန်လုံးအမဆိုင်မှာမီလီယံဟောက်ဆိုင်မှာဗောနော်ကျွန်တော်တို့အကုန်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်ကျူးဆိုတဲ့အတွက်လည်းကျေးဇူးအများကြီးတင်နေအကောင်းမွန်ဆုံးအလှပဆုံးနဲ့ကျွန်တော်တို့ဝတ်စားစင်ပေးတဲ့ကျေးဇူးတင်နေမိတ်ကပ်ဆရာကိုလည်းထူးကျေးဇူးတင်နေအမကိုအရင်ကထက်လှသွားအောင်သူပြင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်နေလို့အမအနေနဲ့ကလည်းဟိုပေါ့နော်ရတီကိုလည်းအရန်ကျေးဇူးတင်ပါတယ်ဟိုဒါတော့လာမယ်ကြုံမသိထားဘူးပေါ့နော်ဘာပဲပြောအချိန်လေးပေးပြီးတော့အမနေရာလေးဝေးတယ်လေနော်အဲ့အတွက်အချိန်လေးပေးပြီးတော့တကူးတကလေးလာပြီးတော့ပံ့ပိုးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်